ယွန်စရာကောင်းလိုက်တာ That's disgusting. အဓိပ္ပာယ်မရှိလိုက်တာ That's ridiculous. အရမ်းရရတယ် That's hilarious. ပြင်းစရာကြီး That's tedious. ကောင်းလိုက်တာ That's fantastic. မင်းကိုအားနာလို့ပါ I don't want to inconvenience you. သတိလက်လွတ်မနေနဲ့ Don't be careless. ဆရာကြီးမလုံးနဲ့ Don't be bossy. ဖြစ်တယ်လို့မလုံးနဲ့ Don't be reckless. မစိုးနဲ့ Don't be naughty. ကြောက်သလား Are you afraid? တစ်ခုခုဆိုရတတ်သလား Are you allergic to anything? အမေရိကန်လား Are you American? အလုပ်ရှုပ်သလား Are you busy? အဆင်ပြေသလား Are you comfortable? Where is that? အဲ့ဒါဘယ်မှာလဲ Don't fret. မစိုးရိမ်ပါနဲ့ Don't bother. ဒုက္ခမရှာပါနဲ့ Cheer up. ပျော်ပျော်နေစမ်းပါ Excellent. အကောင်းဆုံးပဲ You don't have to change. မင်းပြောင်းလဲစရာမလိုပါဘူး Look into the mirror at yourself. မှန်ထဲမှာမင်းကိုမင်းပြန်ကြည့်ပါ You are extraordinary. မင်းကထူးခြားတဲ့သူပဲ No one is perfect. ဘယ်သူမှမပြည့်စုံပါဘူး You just need time. အချိန်ပဲမင်းလိုနေတာပါ You gave me butterflies. မင်းသားကိုရင်ခုန်အောင်လုပ်ခဲ့တယ် Don't butt in. ကြားဖြတ်မပြောနဲ့ Stop being so nosy. မဆက်စုနဲ့ He's a workaholic. သူကအလွန်အမင်းလုပ်တဲ့လူ Don't be fussy. ကြေးမများနဲ့အတန်ထွက်မှန်သလား Am I pronouncing it correctly? မင်းရော And you? တခြားရှိသေးလား Anything else? ကပွဲရှိသလား Are there any concerts? အတူတူပဲလား Are they the same? အမှန်တကယ်တော့ As a matter of fact, ငါအတွက်ဟန်ကြတာပဲ that's fine with me. မင်းကိုဘသူပြောလဲ Who told you? တယောက်ယောက်ပြောတာကိုကြားခဲ့ရတာပဲ I heard someone says that. မင်းထင်တာထက်တောင်ပိုသည် More than you think. တစ်ချိန်ကတစ်ချိန် From time to time. ကောင်းသောအကြံဉာဏ် Good idea. သူဒါကိုအရန်ကြိုက်တယ် He likes it very much. ကူညီပါ Help. သူလာတော့မယ် He's coming soon.